ယုံကြည်မှုတရားအားနည်းပြန်တော့လည်းပဲကောက်ကျစ်တဲ့ဘက်ကိုယိုင်သွားတယ်ဟောပညာအားတော့ကောင်းတယ်ယုံကြည်မှုတရားအားနည်းရင်ဘယ်ဘက်ကိုယိုင်သွားလဲကောက်ကျစ်တဲ့ဘက်ကိုယိုင်သွားတယ်ဥမာဘုန်းကြီးတို့မြန်မာနိုင်ငံမိုးပြခိုင်းတို့လို့ပေါ့နော်အဲ့တော့မိုးပြခိုင်းတို့ဘာလို့ဆိုလို့ရှိရင်တခါတည်းသူတို့စာတတ်ပုဂ္ဂိုလ်ကြီးတွေပဲတကယ်စာပရိယတ်တကယ်ကျွမ်းကျင်လိမ္မာတဲ့ပိဋကတ်တရားပါရဂူတွေတချို့ဆိုဘိဝန္တာတွေတချို့ဆိုတာမန်ကျော်လင်္ကာရတွေတချို့သာသနာ့ဓမ္မစရိယပွဲရပြီးသားတွေပညာမတတ်ဘူးလားဆိုတော့တတ်တယ်ဗုဒ္ဓပိဋကတ်တော်တွေကိုတော်တော်ကျွမ်းကျင်ကိုတတ်တယ်တက်လို့လည်းပိဋကတ်တရားပါရဂူတွေဖြစ်တာပေါ့ဗျအဘိဝန္တာတွေဖြစ်ကြတာပေါ့ဗျတာမန်ကျော်လင်္ကာရပွဲတွေသာသနာ့ဓမ္မစရိယပွဲတွေရကြတာပေါ့အလွန်မတန်ဉာဏ်ရည်ဉာဏ်သိပညာအားကောင်းတယ်ဒါပေမဲ့ဖရာပေါ်မှာယုံကြည်တဲ့တရားကအလွန်မတန်အားနည်းတယ်အားနည်းတော့ဘာဖြစ်လာလဲဆိုတဲ့အခါကျတော့အဲ့ဒီမှာတရားအားနည်းပြီးတော့ပညာအားကောင်းတော့ပညာလွန်တော့ကောက်ကျစ်တယ်ဆိုတော့ကောက်ကျစ်တဲ့ဘက်ကိုယိုင်ပြီးတော့မှနိယတမိစ္ဆာဒိဋ္ဌိ၃မျိုးကိုလွှမ်းမိုးလာခဲ့တယ်သူတို့ဝင်ထဲမှာအဲ့တော့နိယတမိစ္ဆာဒိဋ္ဌိ၃မျိုးလွှမ်းပြီးလာတဲ့အခါကျတော့ဟိုးတွတ်သူအကျိုးပေးခြင်းလို့ပေးနေတာနိယတိအကြောင်းတရားကြောင့်မဟုတ်ဘူးဆိုအကြောင်းကိုပယ်ပလိုက်တာမင်းတို့ကောင်းတာလို့လည်းကောင်းကျိုးမပေးနိုင်ဘူးကမကောင်းတာလို့လည်းမကောင်းကျိုးမပေးနိုင်ဘူးကဒီဘဝဒီကိုပဲနောက်ဘဝဆိုတာကမရှိဘူးမင်းလည်းကားလျှောက်ပြောတော့ကိုလည်းမြင်ရတာမို့နောက်ဘဝငရဲကြမယ်ဆိုငရဲကိုမြင်ရလို့လားတဲ့နောက်ဘဝနတ်ပြည်ဖြစ်မယ်ဆိုတော့နတ်ပြည်ကိုမြင်ရလို့လားတဲ့အလကမမြင်ရတဲ့ဟာတွေလိုက်ပြီးတော့မှပြောနေတော့ခင်ဗျားတို့အဲ့ဓာတွေနဲ့စိတ်ဒုက္ခရောက်နေတာတဲ့အဲ့တော့မမြင်တရားမရှိတရားတွေကခင်ဗျားတို့ကိုနှိပ်စက်နေတာဗျာတဲ့ဘာငရဲဆိုတာလဲခင်ဗျားတို့ကိုလည်းတွေ့ရလို့သိရတာမဟုတ်ဘူးတဲ့နတ်ပြည်ဆိုတာလဲနောက်ဘဝဆိုတာလဲလကားလျှောက်ပြောနေတာဘုန်းကြီးတွေကတဲ့စားလို့တောက်လို့ကောင်းအောင်တော့နတ်ပြည်နဲ့မြောက်ပြီးတော့ငရဲနဲ့6စားနေကြတာတဲ့အဲ့တော့ခင်ဗျားတို့မကောင်းတာလုပ်လို့လည်းမကောင်းချိုးမပေးဘူးတဲ့ကောင်းတာလုပ်လို့လည်းကောင်းချိုးမပေးဘူးတော့အကျိုးတရားကိုပယ်လိုက်တာနတ္ထိကဒိဋ္ဌိအကျိုးတရားကိုပယ်လိုက်တာဗာဒိဋ္ဌိလဲဟဲ့ကောင်းတာလုပ်လို့လည်းကောင်းချိုးမပေးပါဘူးမကောင်းတာလုပ်လို့လည်းမကောင်းချိုးမပေးပါဘူးဘာကြောင့်လဲဆိုတော့ကောင်းချိုးမကောင်းချိုးကိုခံစားရမယ်နောက်ဘဝဆိုတာမရှိဘူးလို့ယူလိုက်တာမရှိဆိုတာဗာလဲနတ္ထိမရှိဆိုတာဗာလဲဟဲ့အဲ့ဒါနတ္ထိကဒိဋ္ဌိဗျဒါကြောင့်မလို့အဲ့ဒီမိုးပြခိုင်းတွေတော်တော်များများဖြစ်လာပြီဆိုတော့ဘောင်းမိအပြာကြီးတွေဝစ်ပြီးတော့အခါကျတော့သူတို့ကဘာတွေလုပ်ကြလဲဆိုတော့အပြာရောင်ဝတ်စုံကြီးတွေနဲ့ဖះဆွတ်တော့မတင်နဲ့ကျွတ်တိုက်ကျွတ်စာဖះရည်တော်မလဲနဲ့ကျွတ်တော့ဖို့ဖះမိထွန်းနိုင်ရင်ကျွတ်လန်းပြဖះမှန်တိုးတယ်ဒါကျွတ်တိုက်အဲ့လိုပြောတာဗျပညာလွန်တော့ဘာဖြစ်ကုန်တာလဲကောက်ချစ်တဲ့ဘက်ကိုယိုင်သွားကြတာဒါသာသနာတွင်မှာနော်ဖရာရဲ့သားတော်လို့အမည်ခံပြီးတော့မှအရဟတသသင်္ကန်းကိုဝတ်ထားတာဗျအဲ့ဒါမျိုးကိုအယိတ်နေနေအခက်ချိုးချိုးလို့ခေါ်တယ်ဗျသာသနာကိုသာသနာတွင်ကပဲပြန်ပြီးတော့ဘာလို့နာလဲဖြည့်ဆည်းနေတာဗျအကြောင်းဖြစ်ရင်အကျိုးဖြစ်မယ်အကြောင်းချုပ်ရင်အကျိုးချုပ်အကြောင်းတရားဖြစ်တဲ့အဝိဇ္ဇာတဏမချုပ်သေးသမျှအကျိုးတရားဆိုတဲ့ခန္ဓာဟာမရဘဲနေမှလားရမှာအဲ့ဒီခန္ဓာရလို့ရှိရင်ယောဂီတို့ဘုံဘုံတို့အရိယာမဖြစ်သေးသမျှပုထုဇဉ်ခန္ဓာမှန်ရင်မိမိပြုလုပ်ခဲ့တဲ့အတိတ်ရဲ့ကုသိုလ်အကုသိုလ်အကျိုးတရားကိုခံစားရမှာပဲကုသိုလ်လို့ရကုသိုလ်အကျိုးကိုတွေ့ရမှာပဲအကုသိုလ်လုပ်ခဲ့ရင်အကုသိုလ်ရဲ့အကျိုးပေးကိုခံရမှာပဲကုသိုလ်ရဲ့အကျိုးပေးလဲဆံရမှာပဲအကုသိုလ်ရဲ့အကျိုးပေးလဲခံရမှာပဲဘာဖြစ်လို့ခန္ဓာရထားလို့ဘာရထားလို့လဲဘာဖြစ်လို့ခန္ဓာရတာလဲအကြောင်းတရားမငြိမ့်အိနိုင်လို့ဘာအကြောင်းတရားလဲလို့မေးတော့ခန္ဓာရအကြောင်းတရားဘယ်သူလဲမေးတော့အဝိဇ္ဇာနဲ့တဏှာဟေ့ဘယ်သူလဲဟဲ့ဒါပြင်အဝိဇ္ဇာတဏှာမချုပ်သေးသမျှကာလပတ်လုံးအနာဂတ်မှာယောဂီတို့ပုံပြီးတော့ဘာတွေပြန်ရမှာတော့ခန္ဓာပြန်ရလို့ပုထုဇဉ်ခန္ဓာပြည့်နဲ့ပြန်ရလို့ကတော့လေဟောသူတော်ကောင်းတို့ပုထုဇဉ်ခန္ဓာလို့ဘာကြောင့်ပြောတာလဲမေးတော့ဝတ္တဘိရတဘုံစေစအရိယာပုဂ္ဂိုလ်ကြီးတွေနတ်သားနတ်သမီးတွေဖြစ်သွားပြီဆိုရင်အဲ့ဒီကုသိုလ်တွေအဲ့ဒီအာကုသိုလ်တွေရဲ့အကျိုးပေးကိုအာကုသိုလ်ရဲ့အကျိုးပေးမှန်သမျှနောက်ထပ်ခန္ဓာနဲ့ကျွေးဆက်เสียမလိုတော့ဘူးဗျသဘောပေါက်ရဲ့လားအေးလူဘဝလူခန္ဓာပုထုဇဉ်ခန္ဓာအပြည့်နဲ့ရပြီ
လူဘဝလူခန္ဓာရပြီဆိုရင်တော့ယောဂီတို့အဲ့ဒီအကျွေးတွေကတော့ဘာလို့ရမလဲဆက်ရမှာပဲလူဘဝလူခန္ဓာရရင်လေနော်ဟိုဝိတ္တာပိဋကဘုံစင်းစံအရိယာနတ္တနတ်သမီးတွေဖြစ်တော့မလိုတော့ဘူးပုထုဇဉ်ပြည့်နဲ့ဖြစ်လာပြီဆိုလို့ရှိရင်တော့တွေးကြည့်ကြလေသူတော်ကောင်းတို့ရဲ့အဲ့တော့ခန္ဓာရဲ့လို့ရလာတော့ယောဂီတို့ဘုန်းကြီးတို့အတာထားဟိုးအတိတ်ရဲ့အကြောင်းတရားရှိရဲ့မြတ်စွာဘုရားတော်မှာဝိကျွေးရှိတော့မခံရဘူးလားဟောဧကတာဝကမဟာတာဝကကြီးတဲ့အတိတ်ရဲ့ဝိကျွေးရှိတော့မခံရဘူးလားရဲ့ဘာရထားလို့ပါလဲဒါကြောင့်လူဘဝလူခန္ဓာရတာအလိုလိုရတာလားအကြောင်းတရားကြောင့်ဒါကြောင့်အကြောင်းဖြစ်ရဲ့အကြောင်းချုပ်ရဲ့အဲ့ဒါအကြောင်းကိုပယ်လိုက်ရင်အာကရိယာဒိဋ္ဌိအကျိုးကိုပယ်လိုက်ရင်နာတိကဒိဋ္ဌိအကြောင်းကျိုးနှမျိုးလုံးကိုပယ်လိုက်ရင်အာဟေတုကဒိဋ္ဌိဒီဒိဋ္ဌိ၃မျိုးကိုနိယတမိစ္ဆာဒိဋ္ဌိဘာဒိဋ္ဌိအဲ့ဒါဒီနိယတမိစ္ဆာဒိဋ္ဌိ၃မျိုးရှိနေရင်ကြိုက်တဲ့လောက်သူတော်ကောင်းတို့ရေဒါနပဲလှုပ်လှုပ်သီလပဲစောင့်တည်သမထပဲပွားပွားဝိသနာပဲအတုဒီနိယတမိစ္ဆာဒိဋ္ဌိ၃မျိုးတစ်မျိုးမျိုးကိန်းနေရင်ဘာတွေလှုပ်လှုပ်ဒီဘွားကသုတ္တစိတ်ကြရင်သူကတိခန္ဓာပြန်ရဖို့လွယ်ပါအောင်မလားအလုံးမတန်ကြောက်เสียမကောင်းလားကောင်းလားဒါကြောင့်ဒီနိယတမိစ္ဆာဒိဋ္ဌိ၃မျိုးဒါကြောင့်ယောဂီတို့ရဲ့ပညာလွန်တော့ဗါတယ်လေကောက်ချစ်တယ်